တော်ဒီကနေ့နိုဝင်ဘာလ18ရက်နေ့မနေ့8နာရီခွဲ9နာရီထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေရဲ့နောက်မှာတော့ထုံးစံတိုင်းပဲဗီဒီယိုဖိုင်လေး3-4ဖို့လောက်ပြန်ပြီးတော့ကြည်သွားဖို့ရှိပါတယ်ကဲတော့ဒီကနေ့မနေ့ကတော့သတင်းတွေကတော့တိတ်ပြီးတော့ထွေထူးမရှိပါဘူးမနေ့ည9နာရီလောက်ထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေတော်တော်လေးတွေများပါတယ်10ဖို့15ဖို့လောက်ကိုကျွန်တော်ဘောင်းချုပ်ပြီးတော့ဖတ်ပြထားပါတယ်တိုက်ပွဲသတင်းတွေအကုန်လုံးစုံစုံလင်းလင်းပါပဲမကြည့်ရသေးတဲ့မုံမတွေမင်းညဗီဒီယိုဖိုင်မှာတွားရောက်ပြီးတော့ကြည့်လို့ရပါတယ်ကဲတော့ပထမဆုံးသတင်းပို့ဆိုရင်ဒါလည်းမနေ့ညနေတွေကတက်လာတာပါမနေ့ညကျွန်တော်ထည့်ပြီးတော့မပြောဘူးဆိုတာဗီဒီယိုဖိုင်တွေရှင်းမစီလို့ပါတခြားမဟုတ်ဘူးကျွန်တော်တို့အဲ့ဒီသတင်းကိုကြားတာကြံခဲ့တဲ့2ရက်လောက်ကတည်းက line ဘော်ဒီမှာကြားနေပြီမဲ့လေအဲ့ဒါယူသတင်းလို့အဟုတ်ထင်ပြီးတော့ကျွန်တော်တို့ဖတ်ပြလိုက်ရင်တော်ညာမဟုတ်ရင်ကျွန်တော်တို့ပြောတာ line ဘော်ကနေစကားပြောတာပဲအဖတ်တင်သွားမယ်ပြီးတော့သတင်းမားတွေဖြန့်နေဆိုပြီးတော့လေအကုန်လုံးဝိုင်းပြီးတော့စေးစုကြီးကိုခံအောင်မယ်အခုကတော့DBB ကိုယ်တိုင်ကမနေ့ကကျွန်တော်တို့ဖော်ပြလာတာပါတခြားမဟုတ်ဘူးအခု TNL ကအကြမ်းဖက်စစ်ကောင်စီတပ်ကိုမိုးကုတ်မျိုးတဲကိုသူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်ဆိုပြီးတော့ဒေသခံတော်လိုင်းအင်အားစုတွေကိုအတီလင်းကိုပြောဆိုထားလို့တော်လိုင်းတပ်တွေလောက်ရကန်ရအခက်အခဲတွေရှိနေတဲ့အကြောင်းမိုးကုတ်တပိတ်ကောင်းဆောင်ကတော့အတီပြုတ်ကျွန်တော်တို့ပြောဆိုထားပါတယ်အပြည့်စုံကတော့TNL ကနိုဝင်ဘာလ29ရက်နေ့နောက်ဆုံးထားပြီးတော့မိုးကုတ်မြို့ကနေထွက်ခွာမှာဖြစ်တဲ့အတွက်ကြောင့်နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီတပ်ကိုပါတခါတည်းမိုးကုတ်မြို့တွေကိုဝင်လာမဲ့အခြေအနေတွေဖြစ်နေပါတယ်တဲ့အဲ့တော့အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့တော်လိုင်းအင်အားစုတွေအကျိတ်နယ်တွေဆွေးနွေးနေကြဆဲဖြစ်ပြီးတော့ဘလို့ရှစ်ဆက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကတော့ထွက်မလာသေးပါဘူးတဲ့အဲ့တော့မိုးကုတ်တပိတ်ကောင်းဆောင်ကုစိုးထေးကဘလို့ပြောလဲဆိုရင်ကျွန်တော်တို့အင်အားစုတွေကို TNL ကခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်လို့အတီလင်းကိုပြောပါတယ်တော်တော်လေးကိုခက်ခဲတာပေါ့သူတို့ကိုယ်တိုင်စစ်ကောင်စီကိုခေါ်သွင်းပြီးတော့မှစစ်ကောင်စီကတော့ရောက်ပြီးအခြေချပြီးဆိုမှသူတို့ကပြန်ဆုတ်သွားမယ်လို့အဲ့လိုပြောတာပေါ့နော်တဲ့သူတို့နဲ့စစ်ကောင်စီကြားမှာတော့ဆက်ဆံရေးရုံးတွေထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမယ်ထင်ပါတယ်တဲ့လာရှိုးပုံစံမျိုးပဲတရုတ်ကလာရှိုးမျိုးမှာကျွန်တော်ကောင်စီဝင်ရုံးပုံစံမျိုးစစ်ကောင်စီနဲ့ MMD ကြားထဲမှာဆက်ဆံရေးရုံးထားတဲ့ပုံစံမျိုးပဲအခုလဲမိုးကုတ်မျိုးမှာစစ်ခိုးတန်းနဲ့ TNL ကြားမှာတော့ဆက်ဆံရေးရုံးတွေထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမယ်ထင်ပါတယ်တဲ့တခုရှိတာကတော့ကျွန်တော်တို့ကလောက်ရကန်ရအရန်ကိုခတ်သွားတာပေါ့နော်တဲ့ TNL နဲ့လည်းကျွန်တော်တို့ကမဟာမိတ်လည်းမပြည့်ချင်ဘူးဆိုတော့တစ်ဖက်မှာလည်းစစ်ကောင်စီကိုကျွန်တော်တို့ကမျိုးရင်းကိုမဝင်ရေးဆိုတဲ့ဟာတွေရှိတာပေါ့လောက်ရကန်ရတာတော့တော်တော်လေးကိုခတ်တယ်ဗျဒေါ်လာရင်းအင်အားစုတွေဘက်ကတော့ကျွန်တော်တို့အများကြီးတိုင်ပင်ကြတော့ဆွေးနွေးနေကြတော့ချင်းချင်းနေကြတော့ပေါ့လေတစ်ဖက်မှာလည်းမဟာမိတ်ပုံတော့လေအဲ့တော့မိုးမိတ်ဘက်ကတော့ဘာပဲပြောပြောចောင်းသားတက်မတော်နဲ့ KIA ကကူမယ်ဆိုတော့တစုံတရာအားရှိတယ်မိုးကုတ်ကိုရောစစ်ကောင်စီပြန်ဝင်မလာရေးဘလို့မဟာမိတ်တွေကကူညီကြမလဲကူညီနိုင်မလဲပေါ့ကျွန်တော်တို့ဘက်ကတော့ဘာတွေပြင်ဆင်ထားဖို့လိုတယ်လဲပေါ့စသည်ဖြစ်တော့ဒီဘက်မှာတော့ကျွန်တော်တို့တွေအကျိတ်နဲ့တိုင်ပင်နေကြပါလေဆိုတော့ကြံခဲ့တဲ့ရက်ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါ social media ပေါ်မှာတာဝန်သိပြည်သူတွေရေးသားချက်ကိုကျွန်တော်တော်တော်လေးကိုဖတ်လိုက်ရပါတယ်မိုးမိတ်မြို့တွေကစိတ်မပူပါပေမဲ့ KIA ဘက်ကလည်းဝင်ရောက်ကူညီမဲ့ចောင်းသားတက်မတော်တွေရောအကုန်လုံးတော်လိုင်းပူပေါင်းတက်ဖို့ဝင်နေမိုးမိတ်ကျွန်တော်ဘက်ကအဖွဲ့ဝင်တွေအကုန်လုံးကအင်အားတွေတောင်းတင်းပြီးသားအထူးသဖြင့်စိုးရင်တာမိုးကုတ်မြို့ပါပဲဘာကြောင့်လဲဆိုရင် MD1 PDF ကတစ်ဖက်မှာစစ်ကူးမတရားဘက်မှာအကြမ်းဖက်စစ်ကူးကလည်းအင်အားအလုံးရင်းနဲ့အကျိတ်နေတွေဖြစ်နေဆိုတော့တစ်ဖက်မှာလည်းသူတို့မှာအင်အားအလုံးရင်းနဲ့ပြန်လဲခုခံနေရတယ်ဒီဘက်မိုးကုတ်ကြတော့လဲအဖွဲ့ပေါင်းများစွာတော့ရှိပေမဲ့အခုလုံးလုံးစင်မှာ TNL ကအဲ့ဒီကိစ္စကိုတော့ DBB ကမင်းမြန်းထားတာကို TNL ကတော့အတီးပြုတ်ပြောဆိုထားခြင်းတော့မရှိသေးပါဘူးဒါမှမဟုတ်ဒီတဲ့ရင်ကမိုးကုတ်ကျွန်တော်တပိတ်ကောင်းဆောင်ကိုယ်တိုင်အတီလင်းကိုပြောဆိုလိုက်ပြီဆိုတော့ကြံခဲ့တဲ့2ရက်လောက်ကတည်းကကျွန်တော်တို့အဲ့ဒီသတင်းတွေကြိုပြီးတော့သိပြီမဲ့သတင်းအမှားဖြစ်မှစီလို့မပြောဘဲနေကြတာအခုတော့ဒီသတင်းကတော့ကိုဖန်းဖြစ်တဲ့လောက်ရှိသွားရည်ဆိုတော့အဲ့လိုပုံစံတိုင်းတာဖြစ်လာမေးဆိုတော့ကျင်းသေးပေါ့NUG ဘန်းကျွန်တော်ကာဝေးဝန်ကြီးဦးရင်မိုးတို့ဆရာကြီးဒေါက်တာဇော်ဝေဆိုးတွေကတော့ပြည်သူအများစုရဲ့ဝိုင်းဝန်းပြစ်တင်ဝေဖန်ခြင်းဆဲဆိုခြင်းကိုခံရမှာတော့မလွဲအကံပဲကျွန်တော်ဆဲကျင်အောင်ပြောတာမဟုတ်ဘူးနော်အကုန်လုံးဝိုင်းဝန်းပြစ်တင်ဝေဖန်ဆဲဆိုခံရမယ်ဘာကြောင့်လဲဆိုတော့ဆရာကြီးဒေါက်တာဇော်ဝေဆိုးတို့ဦးရင်မိုးတို့ကိုယ်တိုင်ဒါဗိုလ်ချုပ်တားဖုံးချုပ်တို့နဲ့ဒါဗိုလ်ချုပ်တို့လက်ထဲမှာပဲရှိပါတယ်ဘာကြောင့်ဆိုပြီးတော့သူတို့တွေပြောခဲ့တယ်အဲ့တော့စီရေးပြူကဘယ်လိုတွေခင်းနေရတော့ကျွန်တော်တို့အရသားပြည်သူတယောက်အနေနဲ့ကတော့မသိဘူးရှေ့ကိုတလန်းတိုးဖို့အတွက်နောက်ကို2မျိုး3မျိုးလောက်ပြန်ပြီးတော့စုပ်ပေးရတယ်ကျွန်တော်တို့ရသားပြည်သူတယောက်အနေနဲ့မဖြစ်ချင်ဘူး။ဘာကြောင့်လဲဆိုတော့မျိုးတစ်မျိုးကိုကျွန်တော်တို့မျိုးသိန်းတိုက်ပွဲမျိုးတစ်မျိုးရားဖို့မျိုးသိန်းတိုက်ပွဲဆင်နွှဲဖို့ဆိုတာလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဖြစ်လာတာမဟုတ်ပါဘူး။တကယ်လို့အကြမ်းဖက်စစ်ခွေးတဲ့လက်ထဲဟိုသာပြန်ရသွားမယ်ဆိုရင်တော့စစ်ခွေးတဲ့ကသူတို့ယာပြီးသားမျိုးတွေကို
ပြန်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့ရခဲ့တဲ့မြို့ဆိုလို့မရှိဘူးမဟုတ်ဘူးရှိတော့ရှိပါတယ်အဲ့တော့စစ်ခွေးတပ်ကမြို့တစ်မြို့သူတို့လက်ထဲပြန်ရောက်သွားပြီဆိုတော့ဘယ်တော့မှတော်လိုင်းတပ်ဖွဲ့ဝင်တွေပြန်လဲရရှိဖို့ကတော့အရန်ကိုခင်းတဲ့အနေထားပါပဲဒီကောင်တွေကသူတို့ရရှိတဲ့မြို့တွေကိုခံစင်းအရာအလုံးရင်းနဲ့ကိုပြင်ထားပြီးတော့ပြန်ပေးရုံလဲထုံးစံမရှိပါဘူးတော်လိုင်းတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ထားတဲ့မြို့တွေသာအင်အားအလုံးရင်းနဲ့လေချောင်းပစ်ကူကြီးရည်လေးသုံးပြီးတော့တချို့မြို့တွေအခုဆိုရင်ပြန်ပါသွားတာပဲရှိပါတယ်အဲ့တော့ပြောချင်တာတရားလေးအနေနဲ့ကတရုတ်ကဖီအောင်မလွန်ဆန်တယ်လို့နောက်ဆုံးမိုးကုတ်တို့မိုးမင်းမျိုးတို့ကနေအပြစ်ကရက်စဲပြီးတော့စုတ်ခွာပေးလိုက်ရတာအဲ့လောက်ထိကျွန်တော်တို့အကြမ်းသားပြည်သူတွေကအပြစ်မမြင်ဘဲနဲ့နားလည်ပြီးလို့ရသေးတယ်ဒါပေမဲ့စစ်ခွေးတပ်ကိုပါ MMD ပုံစံမျိုးလုံခြုံရေးတွေခြံပြီးတော့မိုးကုတ်မျိုးတွေကိုခေါ်ဆောင်လာပြီးတော့အကုန်လုံးအခြေကျပြီးမှသူတို့ကမိုးကုတ်မျိုးတွေကထွက်ခွာပြီးတော့နောက်ဆုံးစစ်ခွေးတပ်နဲ့တရားလေးကြားထဲမှာဆက်ဆံရေးရုံးမှာထားရှိမယ်ဆိုတော့ကအဲ့လိုလုံလာမယ်ဆိုရင်တော့ကျွန်တော်တို့ຫນွေဦးတော်လိုင်းမှာတရားလေးတွေကတော့အမဲဆက်တစ်ခုကတော့ကြံခဲမှာတော့မလွဲဧကံပဲဆိုတော့ကဒါကျွန်တော်တို့အယက်သားပြည်သူတွေပြောချင်တဲ့စကားကိုကျွန်တော်ကိုစားပြောပေးတာပါဒီပြုံမှပဲကြံလာမဲ့ရက်ဒီမှာလဲအဲ့လိုကိစ္စတွေတကယ်လို့ကွန်ဖန်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့တည်ထားသမျှတွေကိုတော့ line ပေါ်ကတော့ကျွန်တော်တို့ပြောပါလိမ့်မယ်အခုလဲမင်းညကျွန်တော်တို့ဒီအခုတယောက် Facebook social media မှာရေးသားထားတာဆိုရင် travel ဘိုင်တော့ထိုက်ဆိုတော့အခုလည်းကျွန်တော် credit ပေးပါတယ်သူပါရေးထားလဲဆိုရင်အိမ်မပြောလို့ရေးတဲ့စာဆိုပြီးတော့တကယ်ပါမင်းညလည်းကျွန်တော်အဲ့ဒီကိစ္စကိုတွေးပြီးတော့နည်းနည်းလေးတော့ခံပြင်းစိတ်တွေဖြစ်မိတော့ဘောနော်အဲ့ဒါတခြားမဟုတ်ဘူးမိုးကုတ်မျိုးတဲ့စစ်ကောင်စီကိုတရားတွေကခေါ်သွင်းလာမယ်မဟာမိတ် PDF တွေကိုတနတ်မဖောက်ရဆိုတဲ့သတင်းသာမှန်ခဲ့ရင်ကိုလူတွေလည်းပြတ်သားပေးကြပါတော်ပြီပေါ့ကွယ်တဲ့ဒီလောက်ပေးထားရပြီးမြို့ကနေလည်းပြန်စုံအောင်ပဲရတနာတွေလည်းရသလောက်တူးသွားကြသေးတယ်တနေ့ထဲကိုတူးသွားကြတာတွင်းလောက်ကွက်30နော်ပြောမကောင်းလို့ထုံမပြောခဲ့တာမြို့ကန်တွေကြီးပြပါလေလေဆိုပြီးတော့မပြောခဲ့တာပေါ့လေတော်ပြီပေါ့ခဲ့တဲ့လုံလုံကျွကျွတွေမလှုပ်ချင်ကြပါနဲ့နိုင်ငံရေးတိတ်ခါလဲစုပ်ပြက်တတ်အောင်ပါအဲ့ဒီလောက်ကြီးကြတော့များလုံးတယ်ပတ်ဆက်လွန်းတယ်ပြည်သူကိုငဲ့ညာပေးကြပါကိုလူတွေ PDF ကိုပဲအားကိုးပါလေကျန်တာတော့တကယ်ကိုစိတ်ကင်စားရည်လဲရနေပါပြီအဲ့ဒါတစ်ထပ်သေးပဲပြည်သူတွေအကုန်လုံးပြောချင်နေတဲ့စကားနဲ့ကျွန်တော်တို့ကတစ်ခါလေကြာရင်ကိုပေါင်ကိုလန်ထောင်းတဲ့အကွက်တွေဖြစ်မှစေလို့မပြောဘဲနဲ့ရသားပြည်သူတယောက်အနေနဲ့မျိုးသိခဲ့ရတဲ့ကိစ္စတွေလည်းရှိတာပေါ့ဗျာနော်ဒါပေမဲ့တရားလေးအခုလိုကိစ္စသာအမှန်တကယ်လုံသွားမယ်ဆိုရင်တော့ဒေါ်လာရင်းမှာလည်းအမဲဆက်ကြံခဲ့မဲ့အပြူမှပဲပြည်သူတွေအကုန်လုံးဝဝမ်းဝန်းပြစ်တင်ဝေဖန်ခြင်းကိုတရားလေးတစ်ဖွဲ့တည်းနေပို့ပဲနဲ့ NUG ဘန်းလူကြီးပိုင်းတွေမှာအကုန်လုံးဝေဖန်ပြစ်တင်ဆဲဆိုခံမယ်ဆိုတော့ပြီးတော့အဲ့ဒီမိုးကုတ်မိုးမင်းမျိုးတွေကိုတရားလေးတစ်ဖွဲ့တည်းတိုက်ခိုက်တာမှုတ်တာတရားလေးဥဆောင်ပြီးတော့မဟာမိတ် PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေအကုန်လုံးပူပေါင်းတိုက်ခိုက်တဲ့အတွက်ကြောင့်ဒီကိစ္စမှာတရားလေးတစ်ခုတည်းနဲ့တော့ဆုံးဖြတ်လို့ကတော့မရဘူးအဲ့တော့ကျန်တဲ့အဖွဲ့တွေကတော့လောဆယ်မှာအကုန်လုံးဆွေးနွေးတိုင်ပင်နေရဆိုတော့ကဘာတွေဆက်ပြီးတော့ဖြစ်လာမလဲဆိုတာကျွန်တော်တို့စောင့်ပြီးတော့ကြည့်အောင်ပဲအဲ့တော့ကျွန်တော်တို့ဖြစ်စီနေတာတရားလေးဘက်ကပြောရေးဆိုရှိသူလွေးရဦးတို့ကတော့ပြည်သူလူထုကိုတရားဝင်ကိုကျွန်တော်တို့ဒါသတင်းသာရှင်းလင်းပွဲဖြစ်ဖြစ်တရားဝင်အတိပေးတင်တယ်ဒီသတင်းကကိုဖန်းဖြစ်လာမဖြစ်လားတကယ်လို့ကိုမန်းဖြစ်တယ်ဆိုရင်လည်းဖြစ်တယ်မဖြစ်ဘူးဆိုရင်လည်းကျမတို့စဉ်းစားနေတော့ဆွေးနွေးနေလို့ဆိုတာထွက်ပြီးတော့ပြည်သူလူထုရှိဦးတော့တရားလေးနေနေရတော့ပြောတင်တယ်လို့ပဲကျွန်တော်မြင်ပါတယ်ကဲတော့10မိနစ်စာတော့ဖြစ်သွားမလားမသိပါဘူးဒါတော့မှပဲပြောချင်တဲ့စကားတွေကိုကျွန်တော်ရင်ထဲမှာမျိုးသိပ်ထားတာတွေအများကြီးကြံပါသေးတယ်ကဲတော့တလက်စာတဲ့နောက်ထပ်သတင်းမဟုတ်ဆိုရင်မင်းညလည်းကျွန်တော်တို့ပြောသွားတယ်အခုရွှေကုတ်ကူမှာမနေ့ကတော့ social media မှာရုပ်သံဗီဒီယိုပိုင်းတွေတက်လာပါတယ်မနေ့ကဟိုမှာ BGF ကအမျိုးရုပ်နိုင်မောင်ဆိုလို့ကျွန်တော်တို့ကြားဖြန့်ကိစ္စတွေကိုဒီအပိုင်းတွင်းမှာတွေအပြတ်အသက်ကိုနှိမ်နှင်းပါမှာကျွန်တော်တို့အတွက်နောက်ဆုံးစစ်ပွဲပါနိုင်ငံတကာအမေရိကန်တို့တရုတ်တို့ရဲ့ဖိအားတွေကြောင့်မဟုတ်ပါဘူးလှုပ်ချီတန်လို့လုံးဝတာပါဆိုပြီးတော့ကြောက်ချီးတွေပန်းလာပြီးတော့နိုင်မောင်စောတို့တက်ပြီးတော့ပြောပြီးမှာပဲအဲ့ဒီကြားဖြန့်တရုတ်ဆိုင်တွေကရှိသမျှကြားဖြန့်လုံသားတွေအကုန်လုံးကဘရောတော့ပိုင်းနဲ့မင်းညတော့စတင်ပြောင်းရွှေ့နေတဲ့ရုပ်တံဗီဒီယိုဖိုင်တွေတက်လာတယ်ဒီဗီဒီယိုမှာပဲအခုရွှေကုတ်ကူမှာတရုတ်တထေးတွေနဲ့ကြားဖြန့်ကုမ္ပဏီဂိုင်းကုန်းဆောင်များကို BGF ကညာတွင်းချင်းကားများဖြင့်တည်ထုတ်နေပြီးအောက်ခြေအလုံးလုံးသူများနဲ့တရုတ်များလည်းအစုလိုက်အပြုံလိုက်ဝရုံးသုံးကားဖြစ်ပြီးတော့ BGF ခေါင်းဆောင်စောချစ်သူလူမြင်ကွင်းကနေပျောက်နေရဆိုပြီးတော့ဒီကနေ့မနေ့မှာပဲခေတ်သစ်မီဒီယာပေါ်ပြလာပါတယ်နောက်မှာအဓိကကြားဖြန့်ခေါင်းဆောင် BGF ပြောခွင့်ရနိုင်မောင်စောဘလို့တွေပေါက်လို့ပဲသားတွေပြောထားဆိုတာတစ်ချက်လောက်စပြီးတော့ကြည့်လိုက်ရအောင်